ပထမလူနဲ့ဒုတိယလူမင်းနှလုံးသားကဘသူ့ဘက်မှာရှိနေလဲအခြေရေးမှာပထမလူဆိုတာအမှတ်တရားရဲ့ဖရင်ဖြစ်ပြီးဒုတိယလူဆိုတာကတော့နားလည်မှုရဲ့အရှင်သခင်ဖြစ်နေတတ်ပါတယ်သူတို့နှစ်ယောက်ကြားမှာမင်းရဲ့နှလုံးသားကဝေးခွဲမရဖြစ်နေပြီဆိုရင်ဒီအချက်လေးတွေကိုစဉ်းစားကြည့်ပါတဲ့ပထမလူကိုတကယ်ချစ်ရင်ဒုတိယလူရှိလာမှာမဟုတ်ဘူးကြော်ကြားတဲ့စကားပုံတစ်ခုရှိပါတယ်တကယ်လို့မင်းလူနှစ်ယောက်ကိုတပြိုင်တည်းချစ်မိနေရင်ဒုတိယလူကိုပဲရွေးလိုက်ပါဘာလို့လဲဆိုတော့ပထမလူကိုသာတကယ်ချစ်ချင်ရင်ဒုတိယလူကိုမင်းရင်ခုန်မိမှာမဟုတ်လို့ပဲတဲ့ဒါဟာအမှန်တရားပါပဲပထမလူစီကမရနိုင်တဲ့နားလည်မှုဂရုစိုက်မှုဒါမှမဟုတ်လုံခြုံမှုတစ်ခုခုကိုဒုတိယလူစီမှာရှာတွေးလိုက်လို့သာမင်းရဲ့စိတ်ကရင်းရိုင်သွားရတာပါနိအမှတ်တရားနဲ့အနာဂတ်ရဲ့အားပြိုင်မှုပထမလူနဲ့ကတော့အချင်းတွေအကြာကြီးတွဲခဲ့ဖို့တော့အမှတ်တရားတွေအများကြီးရှိမယ်ဒါပေမဲ့အဲ့ဒီအမှတ်တရားတွေကနားချင်းမှုတွေပဲဖြစ်နေမယ်ဆိုရင်တော့အဲ့ဒါကိုဆွဲကင်ထားဖို့မလိုတော့ပါဘူးဒုတိယလူဟာမင်းရဲ့ဒဏ်ရာတွေကိုကူးစားပေးနေပြီးအနာဂတ်တစ်ကိုအတူတူပုံဖော်နိုင်မိသူဆိုရင်တော့သူဟာမင်းရဲ့အတွက်ပုံမှန်ကန်တဲ့သူဖြစ်နိုင်ပါတယ်၃အချင်းဖြစ်နေတာလားဒါမှမဟုတ်တကယ်ချစ်တာလားတခါတလေမှာပထမလူကိုလက်မလွတ်နိုင်တာဟာအချစ်ကြောင့်မဟုတ်ပဲအချင်း habit ဖြစ်နေလို့ပါသူ့အနာမှာရှိနေရတာကိုယဉ်ပါနေလို့သာလက်လွတ်ဖို့ကြောက်နေတာမျိုးပါဒါပေမဲ့ဒုတိယလူကမင်းကိုအရင်ကမခံစားဘူးတဲ့ပျော်ရွှင်မှုမျိုးပေးနိုင်တယ်ဆိုရင်တော့အချင်းဟောင်းဒီကိုစွန့်လွတ်ဖို့လိုပါလိမ့်မယ်၄ဘသူကမင်းကိုပိုပြီးတန်ဖိုးထားတယ်လေရှင်းကြည့်လိုက်ပါဘသူကမင်းရဲ့အားနည်းချက်တွေကိုပိုလက်ခံပေးတယ်လေဘသူကမင်းကိုပိုပြီးလုံခြုံမှုပေးနိုင်တယ်လေအချစ်ဆိုတာအရင်ရောက်လာတဲ့ဦးစားပေးတဲ့မင်းရဲ့ဘဝကိုဘသူကပိုပြီးအသေးပဲရှိအောင်လုပ်ပေးနိုင်တယ်လေဆိုတာကပိုအရေးကြီးပါတယ်အချစ်မှာအရင်ရောက်လာတာထက်ဘသူကမင်းရဲ့အနာမှာနောက်ဆုံးအထိရှိနေပြီမလဲဆိုတာကပဲပိုပြီးလေးနက်ပါတယ်မင်းကဒီလိုအခြေအနေမျိုးကြုံလာရင်ဘသူကိုရွေးမလဲတစ်လားနှစ်လားကောမန့်မှာရေးခဲ့ပါအောင်